တခါတလေကျရင်နှစ်ရှိုက်နဲ့အိပ်ပျော်နေရင်းကနေပြီးတော့ရုတ်တရက်ပဲရင်ဘတ်ထဲမှာဟာကနေနဲ့လက်နိုလာတက်တာမျိုးကြုံကြလားရှင်။ချွေးတွေကလည်းပြန်ရင်တွေကလည်းတုန်တက်တယ်။အဲ့ဒီအချိန်မှာဘာလို့ဒီလိုမျိုးတွေဖြစ်နေရတာလဲမြင်မနေရတာလဲဆိုပြီးတော့ကိုပြန်ပြီးတော့မေးမိပါတယ်။တကယ်တမ်းတော့ဇင်တို့တွေမှတ်နေတဲ့အိမ်မက်ဆိုတိုင်းမှာပြောရှင်နေတဲ့လှုပ်ဝက်ချက်တွေရှိနေပါတယ်။ဒီနေ့မှာတော့လူတွေအမတ်အများဆုံးသောအိမ်မက်6မျိုးရဲ့နောက်ွယ်ကအကြောင်းလေးတစ်ခုကိုသုတေသနပညာရှင်တွေပြပြထားတာလေးတွေဇင်ကပြန်လေးပြီးတော့မျှဝေပေးပါမယ်ရှင်။နံပါတ်1ပထမဦးဆုံးအခန်းကဏ္ဍကတော့အမြင့်ကနေပြီးတော့ဟာကနေပြုတ်ကြတာဒါမှမဟုတ်ရင်နစ်တာပါ။ဒါကတော့လူတော်တော်များများပဲကြုံကြမယ်လို့ထင်တယ်။ဇင်တို့ရဲ့အုံနောက်ကအိမ်မက်တွေထဲမှာခန္ဓာကိုယ်ဟန်ချက်ပြတ်သွားတယ်လို့မှားရင်းစာနဲ့ယူဆထားတဲ့အခါမျိုးမှာဒါမှမဟုတ်အိပ်ရေးမဝဘဲနဲ့စိတ်တွေကအယံပင်ပန်းနေတဲ့အခါမျိုးမှာဒီလိုမျိုးခံစားရတတ်ပါတယ်။ဒါဟာကိုယ့်ရဲ့စိတ်ကအယံကိုမှဖိစီးမှုများနေပြီလို့သတိပေးနေတာလည်းဖြစ်နေနိုင်ပါတယ်ရှင်။ပြုတ်ကျရာကနေပြီးတော့လွတ်မြောက်လာပြီဆိုရင်နောက်ထပ်ကြုံရတတ်တာတစ်ခုကတော့လမ်းပြောက်တာဒါမှမဟုတ်နေရာတင်းလေးထဲမှာပိတ်မိနေတတ်တာပါ။ဘယ်ကိုသွားရမှန်းလည်းမသိရှေ့ဦးတက်ရကိုရှောင်နေရတဲ့အိမ်မက်တွေကကိုယ့်ရဲ့အပြင်ဘဝမှာတော့ဆုံးဖြတ်ချက်ရှာရခက်တာတွေဖိအားတွေများနေတဲ့ကြားထဲမှာအထီရှာမရတဲ့ပိတ်မိနေတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကကိုယ့်ရဲ့စိုးရိမ်ပူပန်စိတ်တွေကနေပြီးတော့အိမ်မက်အထဲထိလိုက်လာတတ်တာမျိုးပါ။နောက်တစ်ခုကတော့တော်တော်လေးထူးဆန်းတဲ့အိမ်မက်မျိုးပါ။အိမ်မက်ထဲမှာသွားတွေကျွတ်ထုတ်ကုန်တာမျိုးဒါဟာတကယ်တမ်းကျတော့အိမ်နေရင်းနဲ့သွားကြိတ်တက်တဲ့သူတွေမှာအဖြစ်များသလိုကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာဒါမှမဟုတ်အလုံးမှာအခြေအနေတွေကိုမထိန်ချုပ်နိုင်တော့ဘူးလို့ခံစားရတဲ့အခါမျိုးတွေမှာမတ်တလေးရှိပါတယ်။ကိုယုံကြည်မှုညော့နေနေတဲ့အချိန်မျိုးတွေမှာဒီလိုအိမ်မက်မျိုးတွေကဆက်လက်တက်တာပါဆိုပြီးတော့သုတေသနပညာရှင်တွေကပြောထားပါတယ်ရှင်။နောက်တစ်ခုအကြောက်ရဆုံးသောအိမ်မက်တစ်ခုကတော့တယောက်ကကိုယ့်ရဲ့နောက်ကိုအသေးအတန်ကိုလိုက်ဖမ်းနေရမျိုးပါ။ဒီအိမ်မက်ကတော့တကယ်တမ်းတော့ကိုယ့်ရဲ့အုံနောက်ကနေပြီးတော့ကိုဘယ်လိုမျိုးကာကွယ်ရမလဲဆိုတာကိုကြိုတင်ပြီးတော့လေ့ကျင့်ခံလုပ်နေတယ်လို့ဆိုလိုပါတယ်။ပြဿနာတစ်ခုခုကိုရင်မဆိုင်ရှင်နဲ့ထွက်ပြေးရှင်နေတဲ့စိတ်အခြေအနေမျိုးတွေရှိနေရင်ဒါမှမဟုတ်စိတ်ဖိစီးမှုတွေအယံကိုမှများနေအိမ်မက်ထဲမှာလည်းပြေးပေါက်ရှာနေတတ်ပါတယ်ဆိုပြီးပြောကြပါတယ်။နောက်ဆုံးအဆင့်အနေနဲ့တရေတစေတွေကိုမြင်ရတာဒါမှမဟုတ်ကိုရှိရတဲ့သူတွေသိဆုံးတာကိုမြင်မှတ်တာပါ။တရေမြင်ရတာကတော့ခရီးတန်းတာအိပ်ရေမဝတာတွေကြောင့်ဖြစ်တတ်သလိုရှိရတဲ့သူတွေဆုံးရှုံးရမှာကိုကြောက်တဲ့စိတ်ကလည်းဒီလိုမျိုးအိမ်မက်တွေကိုဖြစ်စေပါတယ်။ဒါဟာကိုယ့်ရဲ့စိတ်ထဲမှာမရေရာမှုတွေနဲ့ဆုံးရှုံးမှုတွေကိုစိုးရိမ်တဲ့အရှိန်ခံစိတ်တွေကြောင့်ရှိနေလို့ပါပဲ။ဒါတွေကိုပြန်ကြည့်ရမယ်ဆိုရင်ဒီအိမ်မက်ဆိုးတွေအားလုံးရဲ့နောက်ွယ်မှာစိတ်ဖိစီးမှုဆိုတဲ့တရားခံရှိနေတာကိုတွေ့ရကြပါလိမ့်မယ်။ဒါကြောင့်အိမ်မက်လှလေးတွေမတ်ရှင်နေဆိုရင်ညအိတ်ခါနေရင်စိတ်ကိုအေးအေးရှမ်းထားဖို့ဖိအားတွေကိုလျှော့ချဖို့ကအယံကိုမှအရေးကြီးပါတယ်။အခုကြည့်နေကြတဲ့သူတွေထဲမှာရောဒီအိမ်မက်မျိုးကိုခဏများမှတ်ဖူးတဲ့သူတွေများရှိကြရဲ့လား။ဘယ်အချက်တွေကိုများခဏမှတ်ဖူးလဲဆိုတာလေးတွေပြပြပေးသွားခဲ့ကြပါအောင်ရှင်။အားလုံးပဲအိမ်မက်လှလေးမှတ်နိုင်ကြပါစေလို့ဇင်ကဆုတောင်းပေးလိုက်ပါတယ်။